ကဲဒီနေ့တော့ဘတ်ဂျက်အကြောင်းလေးပြောကြရအောင်ဘတ်ဂျက်ဆိုတာဘာလဲကလေးတွေတော်တော်များများမေးကြည့်တဲ့အခါမှာဆိုလို့ရှိရင်ဘတ်ဂျက်ဆိုတာသူတို့ကငွေဝင်နေငွေထွက်တယ်ပေါ့နော်ဘတ်ဂျက်လုံလောက်တယ်ဘတ်ဂျက်မလုံလောက်ဘူးဆိုပြီးတော့ပဲပြောကြပါတယ်တကယ်တော့ဘတ်ဂျက်ဆိုတာကကာလတစ်ခုတည်းမှာအများသောအားဖြင့်ဒီနိုင်ငံမှာဆိုတစ်နှစ်ပေါ့နော်ဒါမှမဟုတ်6လမှာ6လအတွင်းမှာကျဲတို့ဘာတွေလောက်ချင်တာလဲဘလောက်ဖိုးရောင်းချင်လဲဘယ်နှခုရောင်းချင်လဲဘယ်ဈေးနဲ့ production ထုတ်လုပ်မဲ့သူကလည်းဘယ်နှခုထုတ်လုပ်မယ်စက်ပစ္စည်းတွေဘလောက်လိုမယ်ဝန်ထမ်းအင်အားဘလောက်လိုမယ်ပေါ့နော်သူလောက်ရမယ့်အလုပ်ကိုပြီးတော့လို့ရှိရင်ကျဲတို့ရဲ့ sale သမား purchase သမားသူတို့ရဲ့လောက်ရမယ့်အလုပ်တွေကို attainable ရရှိနိုင်တဲ့အရာကိုကြိုတင်သတ်မှတ်ပြီးတဲ့အခါကျတော့အလုပ်တွေလုပ်ဖို့ရာဆွဲထားတဲ့အရာကို plan ချထားတာပေါ့နော်အဲ့ဒါကို budget လို့ခေါ်ပါတယ်တကယ်လုပ်ငန်းတွေမှာဆိုလို့ရှိရင်အဲ့ဒီထက်ပိုပြီးတော့အများကြီးလေးနက်ပါတယ်အဲ့တော့အလုပ်လဲဝင်ကြပါသင်တန်းလေးလဲလာတက်နော်သင်တန်းက23ရက်နေ့ကြာလို့ရှိရင်အသစ်စမှာရှိပါတယ်ကြာတာပရိတောက်ကြမနက်10:12ပါLCCN level 1 2ကိုလုံးဝအခြေခံကြကြစရင်းနဲ့ပတ်သက်ပြီးတဲ့ခါကျတော့လုံးဝနားလည်ရမယ်လုပ်ငန်းနဲ့ဝင်နေဆိုလို့ရှိရင်လေလုံးဝအဆင်ပြေစေဖို့ရအလုပ်အတွက်အဓိကထားပြီးတဲ့ခါကျတော့ရဲ့ပြီးရင်ဒီပလိုမာရဖို့ရည်ရွယ်ချက်နဲ့ရင်းနဲ့ခြေရိုးစီမှာသင်နေပါတယ်ရှင်နိုင်ငံသားထွက်မဲ့သူတွေအတွက်လည်း ACCA ရဲ့ဒီပလိုမာ level တန်းရှိပါတယ်ရှင်ကျေးဇူးတင်ပါတယ်